အားလုံးပဲမင်္ဂလာပါ overseas တက်ပလက်ကနေကြိုဆိုလိုက်ပါရနော်အခုကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့ model လေးကတော့ 1P လေးပဲဖြစ်ပါတယ်ခင်ဗျာဒီ model လေးရဆိုရင် RAM 432ပါပြီး battery MP က9000ထိပါပါတယ်နော် site လေးရလည်းဇလက်မှတ်တွင်ပါပြီး version က 8.1 ထိပါပါတယ်ပြီးတော့ကင်မရာ visual ကတော့900မှ800ထိပါဝင်ပါတယ်ပြီးရင်ဒီကောင်လေးရဆိုရင် CPU လည်းတော်တော်များတယ်เนาะ CPU ဆိုရင်6753H လောက်ကပါပါတယ်ခင်ဗျာဒီကောင်လေးရဲ့ဈေးနှုန်းကကြတော့လုံးဝ3သိန်းကျော်လေးပဲဖြစ်ပါတယ်เนาะ4သိန်းညာထိမရောက်ဘူး3သိန်းကျော်3သိန်းကျော်ဝင်းချင်လေးမှာပဲရှိပါတယ်ခင်ဗျာဒီကောင်လေးကအရောင်ကအဖြူရောင်လေးရဲ့အမဲရောင်လေးရဲ့နှမျိုးလာတယ်เนาะပြီးတော့ဒီကောင်လေးကကကာရိုးတွယ်လုံးဝတော့အဆင်ပြေနေတယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်လေးမှာဆိုရင် TikTok YouTube Facebook line အကုန်သုံးလို့ရပြီးဖုန်းနဲ့ပြောလို့ရတယ် memory card လည်းထုတ်လို့ရတယ်ဂိမ်းဆိုရင်လည်း mobile လေးချက်ကိုနည်းနည်းတော့ထွန်းကြည့်လို့ရတယ်ဒါပေမဲ့ဒီကောင်လေးကကတ်ထုတ်ပြီးတော့ထပ်တုံးမယ်ဆိုရင်တော့ mobile လေးချက်ကတော့နည်းနည်း RAM နည်းနည်းမမြင်ဘူးဆိုရင်တော့ easy ရတော့ဆော့လို့ရတယ်เนาะ mobile လေးချက်ကနည်းနည်း RAM မြင့်သွားမယ်ဆိုရင်တော့ဒီကောင်လေးကတော့နည်းနည်းထစ်တာတော့ပါတော့ရှိနေတယ်ခင်ဗျာတော့ mobile လေးချက်ကတော့နည်းနည်းထင်တော့လေးပဲရှိတယ်။ဒါပေမဲ့အခြား online game တွေကတော့ဆော့လို့ရတယ်ကျွဲဆော့မှာ။အဲ့မဲ့လာလို့ရတယ် ဒီတိုင်းပဲ line ပေါ်ကနေဟို game ဒီ game တွေဆက်ဆော့မယ်ဆော့လို့ရတယ်။ပြီးကြရင်ဒီကောင်လေးကတတမင်းကြီးတွေအတွက် YouTube မှာစတင်လို့လည်းရတယ်နော် application တွေလည်းအကောင်လုံး download ရတယ်။ Google Play Store အကုန်ပါပါတယ်ဗျာ။ဒီကောင်လေးကိုလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ TikTok ချက်ပေါက်မှာလာပြီးတော့မှာလို့ရတယ်လို့ကျွန်တော် TikTok ဘိုင်ယုံမှာတင်ထားတဲ့ဖုန်းနံပါတ်ကိုလည်းလာပြီးတော့မှာလို့ရပါတယ်။ဖုန်းနံပါတ်ဟာဆိုရင်3996393638လေးကိုလည်းဖုန်းဆက်ပြီးတော့မှာလို့ရတယ်လို့ပိုက်ပါနေတယ်တစ်စင်းစာပို့ပြီးတော့မှာလို့ရပါတယ်ဗျ။အရင်ငွေချစ်စနစ်နဲ့ပို့ပြီးနေတာဖြစ်တဲ့အတွက်ကြောင့်လို့မြန်လေးလာပြီးအပီးချင်ပါတယ်ခင်ဗျာ။အားလုံးကိုချစ်ပါတယ်နော်အပီးနေတဲ့လူတယောက်ချင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။